ကယ်၍ဟစ်တလာသာဗကြီးเจ้าဝင်ခွင့်အောင်ခဲ့ရင်တမိုင်းပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေအမြဲတမ်းညှင်းခုန်ကြတဲ့ Butterfly Effect ဆိုတာရှိပါတယ်။လိပ်ပြတစ်ကောင်ရဲ့တောင်မဲ့ခတ်လိုက်တဲ့လေလိုက်လေးတစ်ခုဟာနောက်ဆုံးမှာမုန်တိုင်းကြီးတစ်ခုအထိဖြစ်သွားစေနိုင်တယ်ဆိုတဲ့သဘောပါ။ကမ္ဘာသမိုင်းမှာလည်းအဲ့ဒီလိုလိပ်ပြတောင်မဲ့ခတ်တယ်လို့အဖြစ်အပျက်တစ်ခုရှိခဲ့မှုပါတယ်။အတာကတော့1909ခုနှစ်က Vienna အနုပညာ Academy Vienna Academy of Fine Arts ရဲ့ဝင်ခွင့်ဆောင်ဝယ်ရလာပါပဲ။အဲ့ဒီတုန်းကအသက်16နှစ်အရွယ်လူငယ်လေးAdolf Hitlerဟာသူ့ရဲ့ပကြီးလက်ရာတွေကိုကိုင်ပြီးအိမ်မက်တွေနဲ့အတူကျောင်းဝင်ခွင့်လျှောက်ခဲ့ပါတယ်။ဒါပေမဲ့ဆရာတွေကသူ့ကိုလူပုံဆွဲတာညံ့နဲ့အစာအုပ်ပုံတွေပဲဆွဲတတ်တယ်ဆိုပြီးညင်ပယ်ခဲ့တာပါ။တကယ်လို့သာအဲ့ဒီဆရာတွေကသူ့ကိုအခွင့်အရေးပေးခဲ့ရင်ကောကျွန်တော်တို့အခုနေထိုင်နေတဲ့2016ခုနှစ်ကြီးကဘယ်လိုပုံစံဖြစ်နေမလဲ။ပထမဆုံးအနေနဲ့လူပေါင်း180ကျော်တိတ်ဆုံးခဲ့ရတဲ့ဒုတိယကမ္ဘာစစ်ကြီးဆိုတာရှိလာမှာမဟုတ်တော့ပါဘူး။ဟစ်တလာဟာအာဏာရှင်တယောက်ဖြစ်မလားပဲဗီယက်နာမြို့ကကော်ဖီဆိုင်လေးတွေမှာထိုင်ပြီးရွှေကင်းပုံတွေဆွဲပကြီးပြပွဲတွေလုပ်တဲ့အနုပညာရှင်တယောက်ဖြစ်လင်းပါလိမ့်မယ်။အဲ့ဒီအခါဥရောပတိုက်ကြီးဟာသွေးကြောင်စီမဲ့အစားအနုပညာနဲ့ယဉ်ကျေးမှုတွေပိုပြီးထွန်းကားတဲ့နေပယ်မှုတစ်ခုဖြစ်နေနိုင်ပါတယ်။ဂျူးလူမျိုးတွေအပေါ်ရဲဆက်ဆက်ပြုလုပ်ခဲ့တဲ့ Holocaust တမိုင်းဆိုလည်းရှိမှာမဟုတ်သလိုဟစ်တလာရဲ့နာဇီပါတီဆိုတာလည်းတမိုင်းစာမျက်နှာပေါ်မှာမှတ်တမ်းတင်ခံရမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိလာပါတယ်။စစ်ပွဲတွေမရှိခဲ့ရင်ကျွန်တော်တို့ရဲ့နည်းပညာတွေကအခုလိုတိုးတက်ပါမလား။တကယ်တော့ကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့ပစ္စည်းတော်တော်များများဟာဒုတိယကမ္ဘာစစ်ရဲ့ဘေးထွက်ပစ္စည်းတွေပါ။ဥပမာရန်သူတင်မော်တွေကိုထောက်လှမ်းဖို့တီထွင်ခဲ့တဲ့ရေဒါစနစ်ကနေအခုကျွန်တော်တို့အိမ်မှာသုံးနေတဲ့မိုက်ခရိုဝေ့တွေဖြစ်လာတာပါ။ရန်သူလှုပ်ဝက်ကုတ်တွေကိုဖော်ဖို့ကြိုးစားရင်းကနေကွန်ပျူတာဆိုတာပေါ်လာတာပါ။တကယ်လို့ဟစ်တလာကပကြီးဆွဲနေခဲ့ရင်စစ်ပွဲတွေမရှိတဲ့အတွက်နည်းပညာပြိုင်ဆိုင်မှုတွေလည်းရှိမှာမဟုတ်ပဲအခု2026မှာကျွန်တော်တို့သုံးနေတဲ့စမတ်ဖုန်းတွေဟာနောက်ထပ်နှစ်ပေါင်း50လောက်ကြာမှပေါ်လာနိုင်တဲ့အခြေအနေမျိုးပါနောက်တစ်ခုကအာကာသခရီးသွားလာမှုပါဒုတိယကမ္ဘာစစ်အတွင်းဂျာမနီကတီထွင်ခဲ့တဲ့ဗီဒိုဒုံးရဲ့နည်းပညာဟာနောက်ပိုင်းမှာလဘော်ကိုလူလွတ်နိုင်တဲ့အထိအခြေခံအုတ်မြစ်ဖြစ်ခဲ့တာပါစစ်ပွဲမရှိရင်ဒုံးရဲ့နည်းပညာဟာခုထက်ထိအရန်နှိမ့်ကွနေအောင်မှာဖြစ်သလိုလဘော်ကိုလူသားတွေရှေ့ချဖို့ဆိုတာကလည်းအဝေးကြီးလိုနေအောင်မှာဖြစ်ပါတယ်ဒါအပြင်စေပညာလောကမှာလည်းပနက်စနေလိုမျိုးပဋိဇီဝဆေးတွေဟာစစ်သားတွေကိုကုသဖို့အတွက်အပြင်းထန်ထုတ်လုပ်ရင်းကနေလူသုံးများလာခဲ့တာပါစစ်ပွဲမရှိရင်စေပညာဟာလည်းအခုလောက်အထိအဆင့်မြင့်နေမှာမဟုတ်ပါဘူးနိုင်ငံရေးအကြည့်မယ်ဆိုရင်လည်းဟစ်တလာမရှိရင်တော့အဲ့ဒီခေတ်ကဂျာမနီရဲ့စီးပွားရေးပြက်ကတ်မှုကြောင့်တခြားသောအစိုးရခေါင်းဆောင်တရားပေါ်လာဖို့လမ်းစာကရှိနေပြီးသားပါဒါပေမဲ့ဟစ်တလာလောက်အထိညံ့ညံ့နဲ့များပြီးစနစ်ကျတဲ့စစ်စေးမျိုးကိုတခြားသူတွေလုံနိုင်ပါမလားဆိုတာကတော့ငင်းခုန်စရာကောင်းနေပါတယ်။တေချာတာကအစ္စရေးနိုင်ငံဆိုတာကလည်းပေါ်ပေါက်လာမှာမဟုတ်သလိုအမေရိကန်နဲ့ရုရှားရဲ့စစ်ရေးတိုက်ပွဲမရှိတဲ့အတွက်ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အခင်းကျင်းကလည်းအခုတည်ထားတာနဲ့တခြားစီဖြစ်နေပါလိမ့်မယ်။မိတ်ဆွေရောဒီအကြောင်းအရာကိုဘယ်လိုထင်လဲ။လူတန်းပေါင်းများစွာရဲ့အသက်ကိုကယ်တင်ဖို့အတွက်အခုနည်းပညာတွေကိုစတေးနိုင်မလား။ဒါမှမဟုတ်တမိုင်းကအခုလိုပဲဖြစ်ပျက်ခဲ့တာမှန်ကန်တယ်လို့ထင်လား။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။